အားလုံးပဲမင်္ဂလာပါ Music Live Channel လေးပြန်လဲကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ San Francisco နဲ့နှစ်နာရီကျော်လောက်ဝေးတဲ့နေရာတစ်ခုကရေတံခွန်တစ်ခုမှဖြစ်ပါတယ်ခင်ဗျာရေတံခွန်ဆိုတာအရန်ကြီးတော့မကြည့်ဘူးနည်းနည်းလေးတော့သေးတယ်ဒါပေမဲ့ပတ်ဝန်းကျင်ရှုခင်းအရန်လာတယ်ဒီတံခွန်ဒီဟာပါဒါပေမဲ့ပတ်ဝန်းကျင်ရှုခင်းကအရန်လာတယ်ဟိုအဲ့ဒီရဲ့အောက်လေးမှာရေဆော့ရမှာဆိုရင်ဘယ်တော့တော့ပျော်စရာကောင်းလိုက်မလဲမိုက်လိုက်တာအဲ့နေရာလေးစင်းကျင်လိုက်တာကျွန်တော်တို့ကအဲ့နေရာကိုစင်းကျင်တယ်ဆိုတော့အခုလက်ရှိတော့စင်းလို့မရသေးဘူးဒါပေမဲ့အဲ့ကိုစင်းမှုကအခုလက်ရှိမှာအလုံးလုံးနေတယ်လမ်းဖောက်နေတယ်ဒီမှာတို့အလုံးလုံးနေတဲ့ဝန်ထမ်းတွေရှိတယ်အဲ့အောက်စင်းလို့ရအောင်လမ်းဖောက်နေတယ်ဆိုတော့နောက်သိမကြခင်တော့တွင်မှာကျွန်တော်တို့အဲ့အောက်ကိုစင်းလို့ရတော့မှာဖြစ်ပါတယ်ပင်လေးတွေထူကြတယ်ဗျာအဆူးတွေနဲ့ကပင်လုံးကအဆူးတွေနဲ့ရေတံခွန်ရဲ့နာမည်ကတော့ MC Wave Fall လို့နာမည်ပေးထားပါတယ်ဗျဒီနေရာကသူတို့ကျွန်တော်တို့အောက်ထဲကိုပေးမစင်းတာဘူးပေါ့နော်တော်ကိုလှတဲ့နေရာပါဗျာဒီနေရာမှာလာပြီးတော့တငယ်ချင်းတွေအဖွဲလိုက်တယ်စကားလို့ရတယ်ပျော်လို့ရတယ်ချင်းလို့ရတယ်ပါတီပွဲလေးတွေလုပ်လို့ရတယ်ဒီလည်းကူးလို့ရတယ်ဒါပေမဲ့ကူးလို့ရှိရတော့ဒီမော်တိုက်တွေရောရှိရတယ်မော်တိုက်တွေကတော့ရှိတယ်အဲမော်တိုက်တွေရှိလို့ပဲအနေရများလို့ဒီမှာဒီစင်းစော့မှာဆိုလို့အကူပေးမစင်းတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ပြောတော့ဘူးပေါ့နော်တဘာဝအလောက်ထိမ့်သိမ်းထားတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့အောက်ကိုအရင်စင်းကျင်နေပြီအဲ့အောက်အဲ့ဒီနေရာလေးကိုစင်းရရင်တော်တော်လေးပျော်စရာကောင်းပါလေနေရာလေးခြေမကူးနဲ့ဆိုလဲမကူးတော့ပါဘူးနေရာလေးကတော်တော်လေးပျော်မှုကောင်းတယ်နေရာလေးမိုက်တယ်ဒီအချိန်ကြတော့မှဒီနေရာကိုလာပြီးတော့ဒီလိုမျိုးအောက်ထဲကိုဆင်းတဲ့ vlog ချိန်ပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲစောင့်မျှော်ပေးကြပါဦးဗျာအားလုံးပဲ